ရာသီအသစ်မန်ယူနိုက်တက်အဟောင်းအားလုံးပဲမင်္ဂလာပါမိုင်တင်မိုင် view Facebook နဲ့ YouTube channel ကနေကျွန်တော်တို့ဘောလုံးချစ်ပေးတဲ့များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီကနေ့ညမှာပရီးမီးယားလိအဖွင့်ပွဲစဉ်ဖြစ်ပွဲစဉ်1ဟာစီးတီးနဲ့ကျွန်တော်တို့မန်ယူနိုက်တက်အသင်းတို့ကစားကြတယ်ပေါ့လေဆိုတော့ဒီပွဲမှာမန်ယူနိုက်တက်အသင်းကတန်တက်ဟာစီးတီးကိုအဖွင့်ပွဲမှာတင်2 ဂိုးမရှိနဲ့အဝေးပွဲမှာရှုံးတယ်ဆိုတော့မန်ယူနဲ့ကာရဲ့ဘာတွေမှားနေကြလဲကျွန်တော်အနည်းငယ်သုံးသပ်ဆွေးနွေးမှုပြုလုပ်သွားကြည့်လိုက်အောင်ပါပထမဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကဟာစီဒီကြောင့်ပါတန်းတဲ့အတင်းတင်းဖြစ်တယ်ဆိုပေမဲ့လည်းသူတို့ကဒီပွဲမှာ short တွက်လို့မရဘူးเนาะသူတို့ကိုအထင်သေးလို့မရဘူးသူတို့အသင်းရဲ့ကွင်းကိုလာကစားရင်ပေါ့ပေါ့တန်တန်ထားပြီးတော့လာပြီးကစားလို့မရဘူးဆိုတော့တက်သေးပြသွားတဲ့ပွဲတစ်ပွဲလို့တော့ကျွန်တော်ကတော့ပြောချင်တယ်ဘာလို့လဲဆိုတော့ဒီနေ့အသင်းမှာသူတို့ပွဲထက်လူစင်းကိုကြီးတဲ့အချိန်မှာသူတို့အသင်းက5-4-1နဲ့ပေါ်ထွက်လာတာဒါကိုကြီးကြီးအပြည့်သူတို့ကမန်ယူနိုက်တက်ကို deep block เนาะကျွန်တော်တို့ခံစစ်ပိတ်ပြီးကစားဖို့ပြင်ဆင်လာတယ်ဆိုတာအတိအသာကြီးပါဒါပေမဲ့လည်းပွဲကစားတဲ့အချိန်မှာတော့မန်ယူနိုက်တက်ကသူတို့ကိုအခွင့်အရေးတွေချို့ပေးခဲ့တယ်သူတို့ formation မှာ5-4-1ဆိုပေမဲ့ပွဲလက်ကစားရောသူတို့ကမန်ယူနိုက်တက်ကိုခံကစားဖို့မလိုဘူးဆိုတော့တိသွားတဲ့သူတွေအလားပဲခံစစ်ကိုမကစားတော့ပဲနဲ့မန်ယူနိုက်တက်ကိုငါတို့ရှင်ကစားရင်ငါတို့လည်းနိုင်နေဆိုတော့သူတို့တိသွားတယ်သူတို့ energy ရသွားတယ်မန်ယူနိုက်တက်အသင်းရဲ့ကစားပုံကြည့်ပြီးတော့ဒါကြောင့်လို့မဲ့သူတို့ကဥဆောင်ကိုတွေနဲ့အနိုင်ကိုတွေမန်ယူနိုက်တက်ကိုတွင်းနိုင်ခဲ့တာတွင်းပြီးတော့တန်းတဲ့အသင်းကအဖွင့်ပွဲစဉ်တစ်ပွဲမှာတယ်ကျွန်တော်တို့နော်မန်ယူနိုက်တက်လို့အသင်းတစ်သင်းကိုအနိုင်ကစားပြီးတော့3 မှတ်စုဆောင်သွားနိုင်ခဲ့တယ်ဆိုတော့မန်ယူနိုက်တက်ကာရစ်တို့မန်ယူနိုက်တက်အသင်းသားတွေဘာတွေမှားနေကြလဲကျွန်တော်တို့ပြောရရင်ပြီးခဲ့တဲ့ရာသီမှာတည်းယူနိုက်တက်ကအခြေအနေမကောင်းခဲ့တာအားလုံးပဲအသိပဲတပတ်တစ်ပွဲကစားခဲ့ရလို့သူတို့ကချန်ပီယံလိဝင်ခွင့်အနေထားကိုပြန်ပြီးယူလာနိုင်ခဲ့တာပြီးခဲ့တဲ့ရာသီမှာနီးပြအမော်ရင်ကိုထုတ်ပယ်လိုက်ပြီးမှကာရစ်ကိုဝင်ကစားခိုင်းဝင်ကန်ခိုင်းတဲ့အချိန်မှာရလက်တွေတော့ရှောက်တက်လာခဲ့တယ်ကာရစ်ရဲ့အစီမခံမှုဘယ်လောက်ကောင်းခဲ့တယ်ဆိုတာကိုလည်းအားလုံးအသိပဲဒါပေမဲ့ဒီနေ့ပွဲကိုကြည့်ချင်းအဖြစ်ကာရစ်ကမန်ယူနိုက်တက်အတွက်တကယ်တင့်တော်တဲ့နီးပြတက်ရောက်လာဆိုတာကိုအသင်းတော်ဝင်ရှိသူတွေတေချာလေးနဲ့ထားပြီးတော့စဉ်းစားတင်တယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ဂျာပရိသတ်တယောက်အနေနဲ့တောင်မှပဲမန်ယူနိုက်တက်အသင်းကန်နေတဲ့ကစားပုံသူတို့ရဲ့ play style player တွေရဲ့ခံယူချက်တွေ player တွေရဲ့စွမ်းဆောင်ရည်တွေကိုကြည့်ရတာဘလို့မှအဆင်မပြေပါဘူးအချိန်မီမပြင်ဆင်နိုင်ခဲ့ဘူးအချိန်မီမပြုတ်ပြင်နိုင်ခဲ့ဘူးဆိုရင်လာမရသည်မှာအိုရောပတ်ဝင်ဝင်တက်တော်မှာစိုးရင်ရတဲ့အနေအထားကိုရောက်လာလိမ့်ပါမယ်ဆိုတော့ကျွန်တော်ပွဲကြောင်းကိုပြောမယ်ဆိုရင်ဒီနေ့ပေါ်မှာမန်ယူနိုက်တက်ကအသစ်ခေါ်ရတဲ့ကစားသမားတွေဖြစ်တဲ့ကျွန်တော်အန်ဒရီဆန်တိုတို့เนาะကျွန်တော်တို့ယူရီတိုင်လီမန်တို့ကွင်းလယ်မှာထည့်ပြီးတုံးလာခဲ့တယ်ကစားသမားနှစ်ယောက်ကကစားပုံကမစိုးဘူးအမှားယွင်းမရှိခဲ့ဘူးဒါပေမဲ့လည်းအသင်းလိုက်ကစားပုံမှာမန်ယူနိုက်တက်ကပြောကြတယ်အများကြီးဖြစ်နေတယ်ပြိုင်ဘက်အသင်းကိုနေရာလွတ်တွေအများကြီးပေးတယ်အခွင့်အရေးတွေအများကြီးပေးတယ်เนาะအထူးသဖြင့်ဘရူနိုဖာနက်ဒက်တို့တိုင်လီမန်တို့ဥဆောင်တဲ့ကွင်းလယ်ကတန်တက်ဟာစီဒီအသင်းရဲ့ကွင်းလယ်ကိုဖိဖိစီစီနဲ့စိုးမိုးထားနိုင်မျိုးမရှိခဲ့ဘူးသူတို့အမားတွေမလုပ်ခဲ့ဘူးဒါပေမဲ့လည်းသူတို့မကောင်းခဲ့ဘူးတယောက်မှမကောင်းခဲ့ဘူးအထူးသဖြင့်ဒရိုဂူဆိုတဲ့ကစားသမားပါပဲဒီကစားသမားကဘာလဲတောင်ပန်လားဝင်းဘက်လားသူ့ကိုယ်သူကတေချာတိလာတာမသိဘူးကျွန်တော်တို့လိုဘေးအကြီးရတဲ့လူတော်မှပဲဒရိုဂူကစားတာစုပ်ပြတ်တတ်နေရပဲဒီလူကစားသမားမျိုးကိုကာရစ်ကပေါ်ထုတ်ခင်ပေးထားတယ်Rashford ကပြီးခဲ့တဲ့ရာသီမှာပြဿနာတွေလုပ်ခဲ့တယ်မှန်တယ်ဒါပေမဲ့ Drogu နဲ့ရှင်မယ်ဆိုရင်တော့ Rashford ကိုပေါ်ထုတ်ခင်ပေးသင့်ပြီဆိုတာကိုကာရစ်အနေနဲ့ဒီဘွဲကိုကြည့်ပြီးတော့နားလည်သွားတော့ပါပြီဆိုတော့နောက်တစ်ချက်ကမန်ယူနိုက်တက်အသင်းရဲ့ကစားပုံပါသူတို့ကဒီလိုတန်းတက်အသင်းတစ်သင်းနဲ့တွေ့တဲ့အချိန်မှာတော့မှပဲကျွန်တော်တို့ဘောလုံးကို possession base မကစားနိုင်ဘူးအဆိုးဆုံးကတော့ဒီရာသီမှာအသင်းတိုင်းကစားတယ်ပြီးခဲ့တဲ့ရာသီတွေမှာလည်းအသင်းတိုင်းကကစားနေတဲ့ကျွန်တော်တို့pressing လုပ်တဲ့ game ကိုမကစားနိုင်တာပါပဲတန်းတက်လို့အသင်းတစ်သင်းနဲ့နေရာတော့မှပဲ pressing game မစကားနိုင်ဘူးနော် possession base ကိုအခြေပြုတဲ့ ball control ယူပြီးတော့တိုက်စစ်စင်တဲ့ကစားပုံထိထိရရောကစားပုံမျိုးမပြတ်နိုင်ဘူးဆိုရင်ရှေ့လာမဲ့ပွဲတွေမှာပရီးမီးယားလိမှာ dark hot အသင်းတွေရှိမယ်ဖြတ်မြင်အသင်းတွေရှိမယ်ပရီးမီးယားလိမှာငကိုတွေက200 300နဲ့အထက်ကစားထားတဲ့အသင်းမျိုးတွေနဲ့တွေ့ရင်
ဘလို့သွားပြီးကစားမလဲဒီရာဒီမှာအာဆင်နယ်ကခြေသာခြေအပြက်စွမ်းဆောင်အပြက်တန်တဲ့နီးပြအာဒီတာနဲ့ကောင်းကောင်းမွန်မွန်သွားနေနိုင်ပြီဆိုရင်မဲ့ကျန်တဲ့အသင်းတွေကိုကြည့်မှဆိုရင်သူ့လိုကိုလိုလေးကြည့်ပါပဲအားလုံးအပြောင်းလဲတွေနဲ့ပါနော်လီဗာပူးကိုကြည့်မလားစပါကိုကြည့်မလားချဲလ်ဆီကိုကြည့်မလားမန်စီးတီးကိုကြည့်မလားအားလုံးကနီးပြအသစ်တွေကစားသမားအသစ်တွေစစ်စံအသစ်တွေဖွဲ့စည်းမှုအသစ်တွေနဲ့ဒီလိုမျိုးပြိုင်ဆိုင်သွားမဲ့အချိန်မှာပြီးခဲ့တဲ့ရာသီကအလားလာကောင်းနေခြေစွမ်းကောင်းနေပြသခဲ့တဲ့မန်ယူနိုက်တက်ကဒီရာသီမှာချန်ပီယံစုကိုစိန်ခေါ်နိုင်တဲ့အသင်းမဟုတ်ရင်တော့မှပဲ1 to 4ထဲမှာအားလုံးကခံမှတ်ထားတဲ့အသင်းတစ်သင်းဖြစ်ပါတယ်ပွဲမဆခင်မှာမိုက်ကယ်ကာရစ်ကဒီရာသီမှာသူတို့ကအလုံးဝအဆင်သင့်ဖြစ်နေပြီးချန်ပီယံကွန်တက်တာဖြစ်ဖို့အတွက်အားလုံးကစိတ်ပိုင်းဆိုင်ရာအရာအကောင်လုံးအဆင်သင့်ဖြစ်နေပြီဆိုပြီးတော့ပွဲမဆခင်မှာပြောကြားခဲ့တယ်တကယ်လည်းပွဲလက်ကန်ရောစုပ်ပြတ်တက်နေရပဲနော်ဒရိုကူတို့ဘလို့မှအဆင်မပြေဘူးဒီကမှာနောက်ပြီးတော့လူရှော့တို့ဘရူနိုဖာနန်ဒက်နော်ကပရင်တယောက်လုံးနေပြီးတော့ဘာအခွင့်အရေးမှကွင်းလေကနေမဖန်တီးနိုင်ခဲ့ဘူးပိုဆိုတာကမန်ယူနိုက်တက်တင်ကပြီးရတဲ့ရာသီမှာစပ်ပီတွေကနေအခွင့်အရေးတွေယူနိုင်ခဲ့သလောက်အခုဒီနေ့ပွဲမှာလည်းတပွဲတည်းမှာလည်းစပ်ပီကနေတွန်းကုန်နှုတ်ကိုခွင့်ပြုလိုက်ရတာပါပဲတစ်ဖက်အသင်းကိုလည်းကြီးကြီးမားမားချင်းချောက်မှုတွေမလုပ်နိုင်ခဲ့သလိုသူတို့အသင်းရဲ့ကစားသမားတချို့ဖြစ်တဲ့အန်ပွေးမိုးတို့မာတီယက်ကူညာတို့တွေလည်းဘာမှလုံလုံလောက်ထိထိရောက်ကစားပြနိုင်ခဲ့တယ်မျိုးမရှိပါဘူးပိုဆိုးကသူတို့အသင်းရဲ့ကစားပုံဘလို့ကစားခြင်းလို့ကစားခြင်းမှမသိဘူးကျုံသူတို့တွေကစားနေတယ်လို့ပဲတိုက်စစ်ကိုဘောလုံးပို့တယ်တောင်ပန်တွေကိုဘောလုံးဆွဲထက်လာမယ်ခက်တာကတောင်ပန်ကစားသမားကောင်းကောင်းကန်းကန်းရလည်းမရှိတဲ့အကျန်းနဲ့ဖြတ်တင်မော်တွေပေးပို့တယ်ဖြတ်တင်မော်ပေးပို့တော့လေရှိတဲ့နံပါတ်9ကစားသမားကအန်ပွေမိုဖြစ်နေတယ်အန်ပွေမိုကအမြင်မော်ကစားတယ်လို့မဟုတ်ပါဘူးအမြင်မော်လုံးဝမကောင်းတဲ့ကစားသမားတစ်ယောက်ပါဒါကိုဖြတ်တင်မော်တွေပေးပို့တယ်ခေါင်းတိုက်ဖို့တွေစူးစမ်းတယ်ဘင်ဂျမင်ရှက်စကိုတို့ပါဝင်လာမယ်ဆိုရင်တော့ဒီယာကအလုပ်ဖြစ်ကောင်ဖြစ်နိုင်ပေမဲ့အန်ပွေမိုတို့လိုကစားသမားတွေနဲ့ချိန်မှာတော့ဒီလိုဖြတ်တင်မော်တွေပေးပို့ပြီးကစားတာကလုံးဝအလုပ်မဖြစ်ပါဘူးပြီးခဲ့တဲ့ရာသီကမန်ယူနိုက်တက်က quick transition နဲ့ mid block ကစားတယ် low block ကစားတယ် quick transition နဲ့ကစားပြီးတော့ဂျာမတ်တွေအများကြီးဆူဆောင်ခဲ့ပေမဲ့ဒီရာသီမှာကစားပုံအချို့ပြောင်းလဲလာရမယ်ဆိုတော့ကာရစ်ကိုတိုင်ကပြောထားတယ်လိုအပ်တဲ့လူအင်အားကိုဖြည့်ထားတယ် Brighton ကဘာလဲပါနောက်တရက်နှစ်ရက်အတွင်းမှာသူတို့တရားဝင်ကြီးညာပါလိမ့်မယ်ဒါပေမဲ့လည်းဒီနေ့ပွဲတစ်ပွဲကိုကြည့်ပြီးတော့မန်ယူနိုက်တက်အသင်းရဲ့တာဝန်ရှိသူတွေနဲ့ကာရစ်တို့ဒီလူစည်းရင်းကလုံလောက်ပြီလားဒီလူအင်အားကလာမရသည်မှာကျွန်တော်တို့ပြိုင်ပွဲဆောင်ရှင်းပြိုင်မှုချန်ပီယံလိတွေကျွန်တော်တို့ရှိသေးတယ်နော် FA ကတ်တွေကျွန်တော်ပြည်တွင်းဖလားပွဲတွေရှိသေးတယ်ဒါကလုံလောက်ပြီလားဒီရှူစမ်းကလုံလောက်ပြီလားမလုံလောက်သေးဘူးထင်တယ်ဆိုရင်အချိန်မီပြင်ဆင်မှုလိုအပ်နေပါပြီအပြောင်းကြီးစုကအနည်းဆုံးကျွန်တော်တို့တစ်ပတ်10ရက်လောက်ကြံသေးတယ်ဆိုရင်မဲ့လိုအပ်တဲ့နေရာတွေကိုထိထိရောက်နဲ့ကျွန်တော်ကာရစ်ကိုပံ့ပိုးပေးမယ်ဆိုရင်တော့ပြီးခဲ့တဲ့ရာသီကလိုမျိုးမန်ယူနိုက်တက်ကိုပြန်လည်မြင်တွေ့ရအောင်မြင်တွေ့လာနိုင်တယ်ဒါမှမဟုတ်ဒီလူချင်းကလုံလောက်ပြီးအဖွင့်ပွဲတစ်ပွဲပဲရှိတယ်ရာသီကုန်ထိစောင့်ကြည့်ပါအောင်ဆိုတဲ့စိတ်နဲ့ဆက်သွားမယ်ဆိုရင်တော့ကိုယ့်ဘဝကိုတွေးထားဖို့ဆိုတဲ့စကားကိုပဲကျွန်တော်တို့သုံးနေတယ်ဆိုတော့ပြိုင်ပွဲဖန်တယောက်အနေနဲ့ကတော့ဒီလောက်ထိပဲကျွန်တော်သုံးသပ်ပါမယ်ဆိုတော့ကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ